စက်ဖို့မှုအုပ်ထုပ်ကိုချွတ်လိုက်ပြီးစင်းဒီတုံးပေါ်ကဂျုံမှုတွေကိုယူကာခေါင်းပေါ်ကိုတိတ်တဆိတ်ကိုလိမ့်လိုက်ပါတယ်သူ့ရဲ့လောက်ရက်တွေကအဲ့ဒီမှာတင်ရက်မသွားပါဘူးကြက်ဥနှစ်လုံးကိုခေါင်းပေါ်မှာခွဲလိုက်တဲ့အခါသူ့ဦးခေါင်းဟာပြောင်ချောပြီးတောက်ပြောင်သွားပါတယ်အဲ့ဒီနောက်စက်ဖို့မှုဟာဟင်းခတ်မှုတွေစီပြန်သွားပြီးဟင်းခတ်မှုတွေနဲ့တစ်ခေါင်းလုံးနဲ့ကတ်သွားအောင်သူ့ကိုယ်သူအချိန်ချင်းလှည့်ပတ်လိုက်ပါတယ်နောက်ဆုံးမှာတော့ဟင်းခတ်မှုတွေကိုအများကြီးခတ်ယူပြီးနေရာနဲ့အပြားဖြူလိုက်ပြန်ပါတယ်အားလုံးပြင်ဆင်ပြီးတဲ့အခါစက်ဖို့မှုဟာမိဖို့ချောင်ရဲကိုဝင်သွားပြီးအပူချိန်မြင့်မားနေတဲ့ COG ကိုဖွင့်လိုက်ပါတယ်ဘေးနားကကြည့်နေတဲ့လူတွေအံ့အားသင့်နေတော့မှပဲစူပွက်နေတဲ့ COG ရဲ့ကိုခေါင်းထိုးချလိုက်ပါတယ်ဒီမြင်ကွင်းကိုမြင်လိုက်ရတဲ့လူတိုင်းဟာကြောက်လန့်တကြားအော်ဟစ်ကာထွက်ပြေးကုန်ကြပါတယ်အတော်ကြာကြော်လို့ပြီးသွားတဲ့အခါစီပူအိုးရဲကနေသူ့ကောင်းကိုရုတ်တရက်ပြန်ဖော်လိုက်ပါတယ်အံ့ဩစရာကောင်းတာကအပူချိန်250နီးပါးရှိတဲ့စီပူအိုးထဲမှာအကြော်ခံလိုက်ရပေမဲ့တေးလောက်အောင်ဒဏ်ရာမရရှိခဲ့ပါဘူးဒါပေမဲ့သူ့မျက်နှာကထူးဆန်းတဲ့အမူအရာဖြစ်သွားပြီးကျမ်းပြင်ပေါ်ကိုလဲကျသွားပါတယ်ထူးဆန်းတဲ့အဖြစ်အပျက်တွေကအဲ့ဒီမှာတင်မပြီးသေးပါဘူးစာတင်ခန်းတစ်ခုထဲမှာဂိမ်းစော့နေတဲ့ကျောင်းသားတစ်ယောက်ကိုတွေ့သွားပါတယ်သူဟာဒေါသတကြီးနဲ့ဖုန်းကိုလူယူပြီးလွှင့်ပစ်လိုက်ပါတယ်ဒီဆုံးဖြတ်ချက်ကသူ့ရဲ့ပျက်စီးခြင်းလန်းစာဖြစ်လာမယ်ဆိုတာကိုသူမသိခဲ့ပါဘူးအဲ့ဒီနောက်မှာဆရာဟာကျောင်းသားတွေရဲ့အိမ်စာတွေကိုတညလုံးမအိပ်ပဲစစ်ဆေးနေခဲ့ပါတယ်အဲ့ဒီအချိန်မှာပဲထူးဆန်းတဲ့ဖုန်းခေါ်ဆိုမှုတစ်ခုကိုလက်ခံရရှိခဲ့ပါတယ်နောက်တစ်နေ့မနက်မှာတော့အမျိုးသမီးတစ်ယောက်ဟာရဲ့အိတ်ထဲမှာဆရာဝန်လက်မှတ်ကိုတွေ့တဲ့အခါကျင်နာမှုမရှိတဲ့ဆရာဝန်မလေးဆိုပြီးသူမကိုလှောင်ပြောင်ရင်မောခဲ့ကြတယ်ဒါအပြင်သူတို့ကသူမခွဲစိတ်မှုတွေပြုလုပ်ရမှာအမြဲသုံးရတဲ့လက်တွေကိုပါဒဏ်ရာရအောင်လုပ်ခဲ့ကြပါတယ်တိုက်ဆိုင်စွာပဲအဲ့ဒီအချိန်မှာအဖိုးကြီးရဲ့သမီးကရုတ်တရက်မူးဝေလာပြီးနာကျင်စွာနဲ့မြေပြင်ပေါ်ကိုလဲကျသွားခဲ့ပါတယ်အမျိုးသမီးကအသက်ရှူရတော့မဲ့အချိန်မှာပဲအဖိုးကြီးကကောင်မလေးဟာဆရာဝန်တစ်ယောက်ဖြစ်ကြောင်းရုတ်တရက်တတိယသွားပြီးမြေပြင်ပေါ်မှာဒူးထောက်ကသူ့သမီးကိုကယ်တင်ပေးဖို့တောင်းပန်ပါတော့တယ်ဒါပေမဲ့ကောင်မလေးကသူ့လက်တွေဒဏ်ရာရသွားပြီးဖြစ်လို့ခွဲစိတ်မှုတွေထပ်မလုပ်နိုင်တော့ဘူးလို့ပြန်ပြောလိုက်ပါတယ်အဖိုးကြီးလည်းသူ့ရဲ့လုပ်ရက်တွေအတွက်လုံးဝနောင်တရသွားခဲ့ပါတော့တယ်သူတို့မသိခဲ့တာကတော့သူတို့ဟာအေယာမစပါအုံမွေကြီးရဲ့ပြစ်မှတ်ဖြစ်နေခဲ့ပြီဆိုတာပါပဲအပန်းဖြေစခန်းကိုရောက်တော့လူတိုင်းကကိုကြိုက်တဲ့အခန်းကိုရွေးချယ်ခဲ့ကြပေမဲ့ကောင်မလေးကတော့ရိုးရင်းပျက်စီးနေတဲ့တစ်သားအိမ်တစ်လုံးကိုပဲရွေးချယ်ခဲ့ပါတယ်ဘာလို့လဲဆိုတော့အရင်ဘဝကမွေကြီးရောက်လာတဲ့အခါအဲ့ဒီတစ်သားအိမ်အောက်ကမြေအောက်ခန်းကအလုံးကြုံဆုံးဖြစ်ကြောင်းသူမရှင်းရှင်းလင်းလင်းမှတ်မိနေလို့ပါပဲဒါပေမဲ့အခုတော့လူတိုင်းကသူမရဲ့ရွေးချယ်မှုကိုလှောင်ပြောင်ရဲမောနေကြတယ်ကောင်မလေးကဂယုမဆိုင်ဖဲတစ်သားအိမ်ကိုတယောက်တည်းပြန်သွားခဲ့တယ်အေယာမမွေကြီးရောက်လာဖို့3နာရီပဲလိုပါတော့တယ်သူမကရိတ်ခါတွေကိုကြိုတင်ပြင်ဆင်ထားခဲ့တယ်လုံခြုံရေးအတွက်သူမကတကားတွေပြတင်းပေါက်တွေကိုတစ်သားပြားတွေနဲ့အခိုင်အမာခံထားပြီးပတ်ဝန်းကျင်မှာငွေပြေးစေးမုံတွေကိုဖြူထားလိုက်ပါတယ်မကြခင်ညရောက်လာပေမဲ့သူမတငယ်ချင်းတွေကတော့ဂီတပါတီပွဲကျင်းပနေခဲ့ကြတယ်ဒီလိုလှုပ်ချင်းကအေယာမငွေကြီးကိုပို့ပြီးဆွဲဆောင်လိုက်မယ်ဆိုတာသူတို့မသိခဲ့ကြပါဘူးကောင်မလေးရဲ့စေတနာကောင်းတဲ့တတိပေးမှုကကြမ်းတမ်းတဲ့စကားလုံးတွေနဲ့ပဲတုတ်ပြန်ခံခဲ့ရပါတယ်သူမရှင်းပြဖို့မကြိုးစားတော့ပဲသူ့ကိုယုံကြည်တဲ့တူးလေးသောမန်နေဂျာကိုတစ်သားအိမ်ထဲကိုဆွဲခေါ်သွားခဲ့ပါတယ်ဒီလူတွေစောက်ဖီရိုက်ရင်အလုံများနေတော့မှပဲအေယာမစပါအုံငွေကြီးကသူတို့နောက်ကိုတိတ်တဆိတ်ရောက်ရှိလာခဲ့ပါပြီ